ဒီ game လေးကတော့အကိုတော်များမျှော်နေတဲ့ game လေးလို့ပြောလို့ရရပါတော့။ဒီခေါက်မှာလည်းအကိုမျှော်နေတဲ့ game အသစ်ကလေးကို update အနေနဲ့ထပ်ပြီးတော့တင်ပေးလိုက်ပါတယ်။သူက season 2 episode 10 ထိရောက်သွားပြီ။အကိုခေါက်ထွက်လာတဲ့ version ကတော့ episode 10ပေါ့နော်။ဒီခေါက်မှာတော့သူက1နေ10ထိပါလာတာမဟုတ်ဘဲနဲ့10ပဲထည့်ပေးထားတွေ့ရတယ်။ဆိုတော့1ကနေ90ပြန်ပြောစောချင်တယ်ဆိုလို့ရှင်တော့ညီမရှိမှတင်ပေးထားတဲ့ဗီဒီယိုအဟောင်းကိုပြန်ရှာပြီးတော့အဲ့ဒီဗီဒီယိုအဟောင်းရဲ့အောက်က comment မှာသွားပြီးတော့ download ရပါတယ်အခုတင်ပေးမဲ့ version ကတော့10ပဲပါပေါ့နော် season 2က episode 10ကိုစောမှာဖြစ်ပါတယ်တခုကောင်းတာကသူကအရင်တော့လိုမျိုး1ကနေပြန်ပြီးတော့ skip နိုင်ပြီးတော့ပြန်ကြော်နေရမျိုးမဟုတ်ဘဲနဲ့ episode 10ကိုတန်းပြီးတော့စောလို့ရတာဆိုတော့အစင်တော့ပြေသွားပြီပေါ့နော်ထုံးစံတိုင်းဒီ update မှာပါလာမလဲဆိုတာကိုကိုရိုနေနဲ့သိချင်နေကြမှာထင်ပါတယ်ဆိုတော့ဒီနေ့ကနေစတော့နည်းနည်းလေးတော့ spoil တော့မယ်ပေါ့နော်အကောမျောနေမဲ့အဓိကအကြောင်းအရာကိုပြောမယ်ဆိုလို့ရှင်တော့မီယူခိနဲ့အာယာမီရဲ့အဓိက scene တွေကပါမလာသေးဘူးဒါပေမဲ့ animation scene တွေအများကြီးထည့်ပေးထား animation scene ဆိုတာတစ်ဖက်လေးထည့်ပေးထားတဲ့အရာမျိုးလေးပေါ့နော်ဥမာသူတို့ intention လုပ်နေရတော့ချက်ပြုတ်နေရလိုမျိုးပေါ့အဲ့နေရာလေးတွေမှာ animation ပုံစံမျိုးလေးနဲ့ထည့်ပေးထားတွေ့ရတယ်အဲ့ဒါကလည်းခဏအများကြီးထည့်ပေးထားရပေါ့နော်ဒီထဲမှာ Alice နဲ့ Ayami ရဲ့ scene တွေကိုလည်းအဓိကတွေ့ရမယ်သူတို့ကဟိုမျိုး absent မရောက်သေးဘူးဆိုပေမဲ့တော်လေးကလိထားတဲ့အပိုင်းတွေတွေ့ရလိမ့်မယ် MC ရှင်းမှာလည်းသူတို့ညပြန်ဆန်တဲ့ scene တွေကိုတွေ့ရမယ်ပြင်သူတို့ညလုံးရဲ့ကနေဗီဒီယိုတွေပါတွေ့ရမယ်ပေါ့နော်ဒီမှာတော့သူက AI နဲ့ပေါ်လာပြီးတဲ့နောက်ပိုင်းမှာဗီဒီယိုတွေကို AI သုံးပြီးတော့လုပ်ထားတဲ့ပုံပေါ်တယ်အထူးသဖြင့်တိတာရဲ့ချက်တွေက Alice ရဲ့ကနေပုံစံတွေပေါ့ Alice ပုံစံတွေဆိုလို့ရှိရင်တော်တော်လေးကိုတိတာရပေါ့နော်ဘာပြော animation တွေက smooth ဖြစ်ပြီးတော့တက်ရတာတော့အမှန်ပဲသူ AI နဲ့ပဲဆွဲဘလို့ပဲဆွဲပေါ့နော်ကျန်တာတော့ချွေးသိမ့်မြဲချွေးသိမ့်ဆဲပေါ့အခုဒီ absent ကြပြမလာသေးဘူး absent ဆန်တဲ့ပုံစံမျိုးလေးဒီ episode မှာတော့ပါတယ်ဆန်းပုံစံမျိုးလေးပေါ့ဒါပေမဲ့လည်းအဲ့ဟာစိတ်ကူးရင်ထဲမှာဖြစ်နေတယ်တကယ်လက်တွေ့မှာမဖြစ်သေးဘူးပိုပြီးတန်လာတဲ့ချက်ကတော့သူ့ရဲ့ animation တွေညံ့ပြီးထည့်လာပေးရဲ့အပိုင်းတွေပေါ့နော်အရင်တော့ animation တွေတလောက်မထည့်ဘူးအခုနောက်ပိုင်းမှာတော့ AI နေပေါ်လာပြီးတဲ့နောက်ပိုင်းသူ animation တွေတော်တော်လေးသုံးလာတွေ့ရတယ်တချို့နေရာမှာတော့နည်းနည်း AI ဆန်တဲ့ပုံစံမျိုးလေးတွေ့ရမယ်ဘာပြီးတော့တသက်ရ smooth ဖြစ်လေးရောတွေ့ရတယ်ဒီက episode မှာတော့ဟိုးရင်ခောက်တွေတော့လိုမျိုး graphic ကိုအဲ့လောက်ကြီးအားထည့်ပြီးတော့ဆွဲထားတာမတွေ့ရဘူးgraphic တွေအားပြော့သွားတာမျိုးလည်းမတွေ့ရဘူးပုံမှန်ပဲဆွဲထားပြီးတော့ resolution တွေကတော့တဖြည်းဖြည်းနဲ့ကျလာလို့ခံစားရတယ်ဒါညီမတယောက်တည်းအမြင်ပေါ့နော်သူအဓိကပိုးလုပ်ထားတာကတော့ animation တွေပို့ပြီးတော့ဒီမှာ eyesight ထုတ်ထားတာတွေ့ရတယ်ပေါ့နော်ဒီကောက်ထွက်လာတဲ့ version ရဲ့ megabyte လေးကတော့16GB ဖြစ်ပြီးတော့2GB နီးပါးထိရှိနေပြီပေါ့နော်ပြောခဲ့တဲ့အတိုင်းပဲသူရဲ့ episode ကတော့10မှာ season 2 episode 10 megabyte 1.6GB ပေါ့မြို့နေရကိုရီဆိုလို့ရှင်တော့အခုညီမတင်ပေးထားတဲ့ video လေးအောက်က comment မှာပဲတော့ပြီးတော့ download ရပါပြီအားလုံးလည်းသဘောကျမယ်လို့ထင်ပါတယ်အခုညီမဒီတင်ပေးတဲ့ update လေးရဲ့ review လေးဒီ update တွေမှာပါလာတဲ့အကြောင်းအရာလေးတွေကတော့ဒီလောက်ပါပဲရှင်ညီမနောက် video မှာပြန်ပြောတွေ့ကြတာပေါ့နော်အားလုံးပဲ see you ပါ